ထားလားအလုပ်သွားဖို့လင်းလို့ပါဘဝအတွက်ကြိုးစားနေအိမ်မက်တွေကိုမပြောက်စေနေတိုင်းလမ်းပေါ်သွားလားအလုပ်ခံမှာချွေးကြလားပင်ပန်းပေမဲ့မငိုပါဘဝအတွက်ပါအလုပ်သမားဘဝဟာချွေးနဲ့ရှိတဲ့အနာဂတ်ပါလာစားလေးကနေတော့လေအိမ်မက်တွေမနေပါမနဲ့လို့သွားညနေအလုပ်ပြန်ပင်ပန်းပေမဲ့ကြော်ပြလေးတွေရှိသေးတယ်အလုပ်သမားဘဝဟာချွေးနဲ့ရှိတဲ့အနာဂတ်ပါလာစားလေးကနေတော့လေအိမ်မက်တွေမနေပါမနဲ့လို့သွားညနေအလုပ်ပြန်ပင်ပန်းပေမဲ့ကြော်ပြလေးတွေရှိသေးတယ်တကယ်ချင်းတွေနဲ့ရေမောပင်ပန်းမှုတွေမေးလိုက်တော့နေ့တစ်နေ့ကိုကြော်ပြတ်မျောလေးတဲ့နဲ့ဆက်ရှောက်ငွေဆိုပြီးအလုံးလုံးဘဝကတော့တစ်ခါတည်းပဲအိမ်မက်တွေကိုမစွန့်ပြေရှေ့ဆက်ကြမယ်